င်္ဂလာပါ Wine Video Recap Channel ကနေပြီးကြိုဆိုပါရစေကျွန်တော်တို့ Channel ကတော့ဗီဒီယိုတွေရဲ့မူလအရသာကိုမပြတ်စည်းစေပဲအချင်းချုပ်ပြီးပြန်လည်တင်ဆက်ပေးတဲ့ Channel ပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့ကျွန်တော် Recap လုပ်ပေးမယ့်ဗီဒီယိုကတော့ထူးဆန်းတဲ့ဓာတ်ပုံဆိုင်တစ်ဆိုင်ကြောင့်အတက်ပြန်ငယ်သွားတဲ့အဖွားတယောက်ရဲ့မဖြစ်ခဲ့တဲ့သူ့ရဲ့ငယ်ဘွားအိမ်မက်တွေကိုဘယ်လိုပြန်ပြီးတော့ဖြစ်စီပြီးအမေတယောက်ရဲ့သားသမီးပေါ်ထားတဲ့မေတ္တာတွေအကြောင်းကိုရိုက်ကူးထားတဲ့ဇာတ်လမ်းကလေးပဲဖြစ်ပါတယ်ဇာတ်လမ်းကိုစပြီးတော့ပြောပြပါတော့မယ်အဖွားပန်ကိုဒုတိယကမ္ဘာစစ်အတွင်းမှာမွေးဖွားခဲ့တာပါသူမကငငယ်လေးကတည်းကတချင်းဆိုရတာကိုအယံဝါဒနာပါတဲ့သူဖြစ်ပြီးအရွယ်ရောက်လာတော့လဲအဆိုတော်ပဲဖြစ်ချင်တဲ့သူပါဒါပေမဲ့သူမရဲ့မိဘတွေကအဆိုတော်အလုပ်ဆိုတာအတက်မွေးဝမ်းကြောင်းမပြုတ်နိုင်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့တင်းကြစွာတားမြစ်လိုက်ပါတယ်အဲ့ဒါကြောင့်သူမကိုချစ်တဲ့သူနောက်လိုက်ပြေးပြီးအဆိုတော်ဖြစ်ဖို့ကြံရွယ်ခဲ့ပေမဲ့သူမဘဝတစ်လျှောက်လုံးဒုက္ခတွေနဲ့ပဲကြုံခဲ့ရတဲ့သူပါဒါပေမဲ့လည်းအခုချိန်မှာတော့အဖွားပန်ကစားတောက်ဆိုင်ကလေးတစ်ဆိုင်ကိုပိုင်ဆိုင်ထားပါတယ်အသက်အရွယ်ကြောင့်နားလေးပြီးခါနာတဲ့ဝေဒနာတွေကိုခံစားနေရပေမဲ့သူမမှာတိတ်ချရတဲ့သားတစ်ယောက်ချွေးမနဲ့မြေးတွေရှိပြီးသူတို့ရဲ့အပေါ်မှာလည်းအဖွားပန်ကဩဇာလွှမ်းမိုးနိုင်တာကြောင့်သူ့ဘဝကိုသူကျေနပ်နေတဲ့သူပါသူ့ရဲ့သားကပါမောက္ခတစ်ယောက်ဖြစ်တယ်ဆိုပြီးသူမရဲ့မိတ်ဆွေတွေကိုအမြဲကြွားတတ်ပါတယ်အခုလည်းအဖွားကြီးနှစ်ယောက်သားသမီးအကြောင်းတွေကြွားကြရင်းနဲ့ရံဖြစ်နေကြတာကိုဝင်သားရင်းအဖိုးချံရဲ့မျက်နှာမှာဒဏ်ရာရသွားပါတော့တယ်အဖိုးချံဆိုတာကတော့အဖွားပန်ရဲ့တငယ်ချင်းငယ်တငယ်ချင်းဖြစ်ပြီးအခုထိအဖွားပန်ကိုတဘောကျပြီးကူညီနေသူဖြစ်ပါတယ်အဖိုးချံမှာလည်းတမီးတစ်ယောက်ရှိပြီးသူမကတော့အဖွားချံကိုစွာတယ်ဆိုပြီးအမြဲအမြင်မကြည့်ဖြစ်နေတဲ့သူပါဒီအန်တီကတော့အဖွားပန်ရဲ့ချွေးမနော့ဖြစ်ပြီးအလုတ်တအားလောက်ရပေမဲ့အဖွားပန်ရဲ့အလိုမကျပဲအမြဲစုပူတာကိုခံနေရတဲ့သူပါအဖွားပန်မှာဘုံနဲ့ဘီဆိုတဲ့မြင်းနှစ်ယောက်လည်းရှိပါသေးတယ်ဘုံကသူ့လိုမျိုးအဆိုဝါဒနာပါတာကြောင့်အဖွားပန်ကပိုချစ်ပါတယ်အခုလဲဘုံကအပြင်သွားဖို့လုပ်နေတာကြောင့်အဖွားပန်ကမုတ်ဖို့ပေးဖို့လုပ်နေပါတယ်ဘုံနဲ့တငယ်ချင်းတွေကကွမ်းခွေဆိုတဲ့တီဝိုင်းဖွဲ့ထားပြီးအခုလဲစားတောက်ဆိုင်တစ်ဆိုင်မှာတချင်းဆိုရဖို့အတွက်လူရွေးခံနေကြပါတယ်ဒါပေမဲ့ဆိုင်ရှင်ကတဘောမကြပဲမောင်းထုတ်လိုက်ပြီးသူတို့အဖွဲထဲကကောင်မလေးကိုတော့ခေါ်ထားလိုက်ပါတယ်သူကတော့တေးတန်တွင်းထုတ်လို့သူအကိုနတ်ပါအခုလည်းအဆိုရှင်အတစ်အတွက်လူရွေးပွဲကျင်းပပေမဲ့သူသဘောကျတဲ့အဆိုတော်မျိုးမရဘူးဖြစ်နေပါတယ်အဖွားပန်ကသူငငယ်ကလိုချင်တဲ့ပျက်စီးတွေဆိုမကြာခဏတွားကြည့်တတ်ပေမဲ့သူမမဝယ်ဖြစ်တော့ပါဘူးတရက်သူမအပြင်ကပြန်လာတဲ့အချိန်မိဖို့ကြောင့်မှလဲကျနေတဲ့ချွေးမကိုတွေးလို့အရေးပေါ်ဆေးရုံတင်လိုက်ရပါတယ်အခုလဲဆေးရုံမှာအဖွားပန်ကချွေးမကိုအပြစ်တင်ပြောဆိုဆုံးမနေပါတယ်နော့ကသူ့ယောက်ျားကိုခေါ်ပြီးအဖွားပန်ကိုအပြင်ထွက်ပေးဖို့ပြောနေပါတယ်အဖွားပန်လည်းသူ့သားစကားကြောင့်အော်စိတ်မကောင်းဖြစ်ပြီးအပြင်ထွက်ပေးလိုက်ရပါတယ်ဆရာဝန်ကလူနာအခြေအနေတတိထားရတယ်စိတ်ဖိစီးခံလို့မရဘူးလို့အဖွားသားကိုတတိပေးပါတယ်တရက်မှာတော့အဖွားပန်အပြင်ကပြန်လာတဲ့အချိန်သူ့သားနဲ့မြေးမလေးကသူ့ကိုလူအိုယုံပို့ဖို့တိုင်ပင်နေကြတာကိုသူမကြားသိလိုက်ရပါတယ်နောက်နေ့မှာတော့သူ့သားကသူ့ကိုလူအိုယုံမှာသူ့မိမနေပြန်ကောင်းတဲ့အထိသွားနေပေးဖို့ပြောလာပါတော့တယ်တညမှာတော့အဖွားပန်ဘတ်စကာဂိတ်မှာညှိုးငယ်စွာထိုင်နေပါတယ်အဲ့ဒီအချိန်သူ့မြေးဘုံကသူနဲ့အတူညစာလာစားဖို့ဖုန်းဆက်ခေါ်နေပါတယ်အဖွားပန်ကဘတ်စကာဂိတ်ရှိကိုလမ်းကြည့်လိုက်တဲ့အခါမှာတော့ဓာတ်ပုံဆိုင်တစ်ဆိုင်ကိုတွေ့လို့အထဲကိုဝင်ကြည့်လိုက်ပါတော့တယ်သူမကဓာတ်ပုံဆရာကိုတွေ့သွားပြီးသူအဆိုတော်ဖြစ်ချင်ခဲ့တဲ့အကြောင်းသူ့ဘဝတစ်လျှောက်လုံးသားကိုပြုစုပြောထောင်ပြီးအချိန်ကုန်ခဲ့ရကြောင်းဓာတ်ပုံတိတ်မရိုက်ဖြစ်ခဲ့တဲ့အကြောင်းအခုဓာတ်ပုံကလည်းသူမရဲ့အတုပအတွက်ဖြစ်ရင်ဖြစ်နိုင်ကြောင်းတွေကိုပြောပြပါတော့တယ်ဓာတ်ပုံဆရာကသူပြောတာတွေနားထောင်ပြီးလွန်ခဲ့တဲ့နေ့90အရွယ်ပြန်ရောက်အောင်ရိုက်ပေးမယ်လို့သူမကိုပြောလိုက်ပါတယ်အဖွားပန်ဆိုင်ကပြန်ထွက်လာတဲ့အချိန်အတော်နောက်ကျနေတာကြောင့်ဘတ်ကားတစ်စီးပေါ်အမြန်တက်လိုက်ရပါတယ်ဘတ်ကားပေါ်မှာတော့လူငယ်တစုကသူမကိုရီးတက်လာလုပ်ပြီးဆယ်ဖီဆွဲဖို့လုပ်တဲ့အချိန်မှာသူမရဲ့မျက်နှာကိုပြန်တွေ့သွားပြီးသူ့အသက်အရွယ်ကိုတတိထားမိသွားတာကြောင့်ကားပေါ်ကလူတွေကိုလိုက်မေးကြည့်ပါတော့တယ်အားလုံးရဲ့အဖြေကသူမကို16နှစ်ဝန်းကျင်လို့ဆိုတာကြောင့်သူမကားပေါ်ကနေပြေးဆင်းခဲ့ရပါတယ်ဘုံကလည်းပက်ဆံမပါတာကြောင့်သူ့အဖွားအလာကိုစောင့်နေပါတယ်အဖွားပန်ကလည်းဆိုင်နာရောက်နေပေမဲ့တွားဖို့အခက်တွေ့နေတာကြောင့်မတွားဖြစ်ခဲ့ပါဘူးနောက်ဆုံးမှာတော့ဘုံလဲသူ
ရဲ့ဂီတာကိုအပေါင်ထားခဲ့ပြီးပြန်ခဲ့ရပါတယ်အဖွားပန်လည်းဓာတ်ပုံဆိုင်ကိုတွားပြန်ရှာခဲ့ပေမဲ့မတွေ့ရတော့ပါဘူးအဖွားပန်သားကအဖိုးချံကိုသူ့အမေပျောက်သွားတဲ့အကြောင်းလာပြောပြပါတော့တယ်အခုတော့အဖွားပန်ကအရန်နုပြိုသွားလို့သူ့နာမည်ကိုမိပန်လို့ပြောင်းလဲလိုက်ပါတယ်ပြီးတော့အသက်ကြီးလာတဲ့လူတွေရဲ့ဒုက္ခကိုကြည့်ပြီးသူအခုရနေတဲ့နုပြိုမှုကိုအတုံးချကာသူငငယ်ကမလုပ်ခဲ့ရတာတွေကိုစတင်လုပ်ပါတော့တယ်ပထမဆုံးသူမရဲ့စပင်တွေကိုပုံစံပြောင်းပါတယ်သူမရဲ့အဝတ်အစားပုံစံတွေပြောင်းလိုက်ပါတယ်ပြီးတော့သူ့သားမြေးတွေနဲ့အနီးဆုံးမှာဖြစ်တဲ့အဖိုးချံတို့ရဲ့အိမ်မှာအခန်းငားနေပါတယ်သူမထွက်သွားပြီးသူ့သားကိုလိုက်မရှာဖို့လဲစာပို့လိုက်ပါတယ်တရက်မှာတော့မိပန်ကအဖိုးအဖွားတွေစုံတဲ့နေရာမှာတချင်းဆိုနေတာကိုအကိုနတ်နဲ့ဘုံတို့တွေ့သွားပါတော့တယ်ညဖက်မှာတော့ဘုံကအဖိုးချံအိမ်မှာမိပန်ကိုလာရှာပါတယ်ပြီးတော့သူတို့စားတောက်ဆိုင်တစ်ဆိုင်မှာစကားပြောဖြစ်ကြတော့မိပန်ကဘုံသူ့ကိုရည်စားစကားပြောမယ်ထင်လို့စိုးရင်နေတဲ့အချိန်ဘုံကသူတို့ရဲ့အဖွဲမှာအဓိကအဆိုတော်အဖြစ်ပါဝင်ပေးဖို့ကမ်းလှမ်းလာလို့သူမကလက်ခံပေးလိုက်ပါတယ်ဘုံရဲ့အဖွဲနဲ့မိပန်စတွေ့ပါပြီဘုံတို့ဆုံတဲ့ပုံစံမျိုးကသူ့အတွက်အဆင်မပြေဘူးဆိုပြီးသူဆိုချင်တဲ့ပုံစံမျိုးကိုပြောင်းလိုက်ပါတယ်အဲ့ဒီအချိန်နောက်ပိုင်းမှာတော့သူတို့အဖွဲကိုလူတွေလက်ခံလာပါတော့တယ်တရက်မှာတော့အကိုနတ်ကမိပန်ကိုကားပေါ်တက်သွားတာတွေ့လို့အနောက်ကနေလိုက်ပါတော့တယ်ဒါပေမဲ့မိပန်ရဲ့အင်ဂျီကိုဆွဲမိလို့မိပန်ရိုက်ချက်ခံရပြီးမိလဲကြံခဲ့ပါတော့တယ်တရက်မှာတော့မိပန်ကဘုံရဲ့တငယ်ချင်းတွေနဲ့အတူအိမ်ကိုလိုက်သွားပြီးဘုံတို့တငယ်ချင်းတတိုက်ကရန်ဘလတ်ဆိုတဲ့ပြိုင်ပွဲဝင်ဖို့ဆွေးနွေးနေတဲ့အချိန်မှာသူလိုချင်တဲ့ပစ္စည်းတချို့ကိုပြန်ယူနိုင်ခဲ့ပါတယ်အဖွားပန်ရဲ့သားနဲ့အဖိုးချံတို့ကတော့ရဲစခန်းမှာအဖွားပန်ကိုပြန်တွေ့ဖို့ကြိုးစားနေကြပါတယ်အဲ့မှာပဲအဖိုးချံက CCTV ကနေပြီးတခုခုကိုတတိထားမိသွားပါတော့တယ်တရက်မှာတော့မိပန်အပြင်သွားနေတော့အဖိုးချံကသူ့ရဲ့အခန်းထဲကပစ္စည်းတွေကိုဝင်ရှာပါတော့တယ်အဲ့ဒီအခါမှာတော့အဖွားပန်ရဲ့ဖနက်နဲ့အန်ကကိုတွေ့တဲ့အချိန်မှာသူအရန်စိုးရင်သွားပါတော့တယ်မိပန်ကတော့ဘုံတို့အိမ်မှာဝင်ထွက်သွားလာရင်းနဲ့သူ့သားမြေးတွေကိုအကဲခတ်နေပါတယ်ဒီညမှာတော့အကိုနတ်ကအဆိုပြိုင်ပွဲလာပြိုင်တဲ့သူတွေကိုအခုထိတဘောမကြတာကြောင့်ပြန်ဖို့လုပ်တဲ့အချိန်မိပန်ဆိုနေတဲ့တချင်းတန်ကြားပြီးပြန်လာခဲ့ရပါတယ်ပြီးတော့ဆရာနာကမိပန်ကိုသူလိုချင်တဲ့အဆိုရှင်မျိုးဖြစ်နေတာကြောင့်ရန်ဘလက်ရှိုးအတွက်ရွေးချယ်လိုက်ပြီလို့ပြောပြတော့သူတို့တစ်ဖွဲ့လုံးပျော်သွားကြပါတယ်ဒါပေမဲ့မိပန်အိမ်ပြန်ချိန်မှာတော့အဖိုးချံကရိုက်ဖမ်းဖို့ကြိုးစားပေမဲ့မိပန်ကလက်ဦးသွားလို့အဖိုးချံအဖမ်းခံလိုက်ရပါတယ်အဖိုးချံကမိပန်ကိုနေအဖွားပန်ကိုတတ်လိုက်ပြီလားအဖွားပန်မရှိတော့ရင်ငါလည်းမနေချင်တော့ဘူးလို့ပြောလာပါတယ်ဒီလိုနဲ့နောက်ဆုံးမှာတော့အဖိုးချံကမိပန်ကိုအဖွားပန်မှတိသွားပါတော့တယ်မိပန်ကအဖိုးချံကိုသူငယ်ရဲ့သွားလို့အသက်ကြီးတဲ့သူတွေခံစားရတဲ့ဒုက္ခမရှိတော့ကြောင်းနဲ့အတွေ့အကြုံတွေကိုပြောပြပါတော့တယ်ပြီးတော့သူအဆိုတော်ဖြစ်တော့မဲ့အကြောင်းကိုလည်းပြောပြလိုက်ပါသေးတယ်အဖိုးချံကတော့မိပန်ကိုသူ့သားဖုန်ကသူ့အတွက်တအားစိတ်ပူပြီးလိုက်ရှာနေတဲ့အကြောင်းပြောပြလိုက်ပါတယ်ပြီးတော့သူ့သားဖုန်ကိုလည်းသူ့အမေမတည်သေးတဲ့အကြောင်းကိုပြောပြပေမဲ့ဘယ်မှာလဲဆိုတာကိုတော့သူလည်းမသိကြောင်းပြောပြလိုက်ပါတယ်အခုဆိုရင်မိပန်ကအတန်လွင့်တဲ့အစီအစဉ်မှာတချင်းဆိုနေရပါပြီနောက်ပြီး TV အစီအစဉ်မှာလည်းပါလာပြီးပရိသတ်တွေရဲ့အားပေးမှုကိုလည်းရနေတဲ့သူပါတရက်မှာတော့သူတို့တစ်ဖွဲ့လုံးအပန်းဖြေခရီးထွက်ကြပါတယ်အဲ့ဒီမှာသူမရဲ့ခြေထောက်ကဒဏ်ရာအနှဲငယ်ရခဲ့ပါတယ်ညဖက်မှာတော့သူမရဲ့ခန္ဓာကိုယ်ကတွေးထွက်ရင်အသားအရည်တွေတွန့်သွားတဲ့အကြောင်းကိုအဖိုးချံကိုတိတ်တဆိတ်ပြောပြပါတော့တယ်အဲ့ဒါကိုအပြင်ကပြန်လာတဲ့အဖိုးချံရဲ့သမီးကတွေ့ပြီးသူ့အဖေနဲ့ချင်းတွေ့တယ်လို့အထင်လွဲသွားလို့မိပန်ကိုမောင်းထုတ်လိုက်ပါတော့တယ်မိပန်ကအကိုနတ်တို့အိမ်မှာတွားနေလိုက်ပြီးအရက်အတူတောက်ကြပါတယ်အဲ့အချိန်အကိုချံကရည်စားစကားပြောဖို့လှုပ်တဲ့အချိန်အထင်လွဲပြီးမိပန်ကရိုက်လို့လိုက်ပြန်ပါတယ်အဖိုးချံကမိပန်အိမ်ကထွက်ပြီးနောက်ပိုင်းသူ့သားဖုန်ကိုအဖြစ်မှန်ပြောပြပေမဲ့သူ့သားကမယုံကြည်ပဲအဖိုးချံတယောက်စိတ်ဖောက်နေပြီလို့ပဲထင်နေခဲ့တာပါတရက်စတူဒီယိုမှာအကိုနတ်နဲ့ဘုံတို့တချင်းကိစ္စနဲ့စကားများကြပြီးအကိုနတ်ကမင်းတို့အဖွဲမှာမိပန်မရှိရင်မင်းတို့ကဘာမှမဟုတ်ဘူးလို့ပြောလိုက်တာကြောင့်ဘုံကစိတ်ထိုးပြီးအဖွဲကနေထွက်သွားပါတယ်တရက်မှာတော့ဖုန်ကသူ့သားအခန်းထဲကအဖွဲလိုက်ရိုက်ထားတဲ့ဓာတ်ပုံကိုတွေ့ပြီးသူ့အမေအခန်းထဲကပုံတွေရှာကြည့်တဲ့အခါမှာသူ့အမေငယ်ငယ်ကပုံကမိပန်နဲ့တူနေတာကိုအံ့ဩစွာတွေ့လိုက်ရပါတော့တယ်
တညမှာတော့အကိုနာကညစာစားရင်မိပန်ကိုချစ်ခွင့်တောင်းပါတော့တယ်မိပန်ကလည်းစဉ်းစားပေးမယ်လို့ပြန်ပြောလိုက်ပါတယ်တရက်မှာမိပန်ကအဖိုးချံကိုနင်ပြန်ငယ်သွားရင်ဘာလုပ်မလဲလို့မေးတော့အဖိုးချံကအရင်ကမလုပ်ရတာတွေကိုအကုန်လုပ်မယ်လို့ဖြေလိုက်ပါတယ်လူငယ်ပြန်ဖြစ်ရတာကအကောင်းဆုံးအခွင့်အရေးပဲမဟုတ်လားလို့အဖိုးချံကမေးလိုက်တော့လူကြီးဖြစ်ရတာလည်းမဆိုးပါဘူးလို့မိပန်ကပြန်ဖြေပြီးသူနဲ့ရန်ဖြစ်ဖက်အဖွားကိုတတိယလို့မေးလိုက်တော့အဖွားလူမြိုင်ကဆုံးသွားပြီဆိုတဲ့အကြောင်းကိုအဖိုးချန်စီကတိလိုက်ရပါတော့တယ်ဒီလိုနဲ့မိပန်တို့ရဲ့ဖြောပြရဲ့အစီအစဉ်လဲစပါတော့မယ်ပရိသတ်တွေကတော့သူတို့အဖွဲ့ကိုအားပေးဖို့စောင့်နေကြပါတယ်တရက်မှာအကိုနာကမိပန်ကိုဘုံအတိရေးထားတဲ့တခြင်းတစ်ပုတ်ကိုလာပေးနားထောင်ပါတယ်ပြီးတော့အဲ့ဒီတခြင်းကိုဒီညမှာစုခွင့်ရမှာလို့လဲပြောပြလိုက်ပါသေးတယ်ရှိုးပွဲစားခါနီးရောက်တဲ့အချိန်မှာတော့ဘုံကသူ့ဂီတာကိုရွေးဖို့တွားလိုက်ပါတယ်အစီအစဉ်စခါနီးမှာအကိုနတ်ကမိပန်ကိုကားထဲမှာစတိုးတစ်ခုလက်ဆောင်ပေးပါတယ်ပရိသတ်တွေကလည်းသူတို့အဖွဲ့ကိုစောင့်နေကြတာပါအဲ့ဒီအချိန်မှာဘုံကမမျော်လင့်ပဲကားတိုက်ခံလိုက်ရပြီးအရေးပေါ်ဆေးရုံတင်လိုက်ရပါတယ်အကိုနတ်ကဒီညပွဲကိုဖျက်ဖို့ပြောပေမဲ့မိပန်ကတော့ဒီလောက်စူးစမ်းထားတာအပြတ်မခံဘူးဘုံရေးထားတဲ့တခြင်းကိုဘုံအတွက်တူမဆိုမယ်လို့ပြန်ပြောလိုက်ပါတယ်နောက်ဆုံးမှာတော့သူတို့ဖြောဖြစ်သွားပါတယ်မိပန်တချင်းဆိုနေချိန်အရန်ဝမ်းနဲ့လို့မဆိုနိုင်တယ်လို့ဖြစ်နေတာကြောင့်အကိုနာကဂီတာတလက်နဲ့ဝင်လာပြီးတတိပေးလို့ဆက်ဆိုဖြစ်ပြီးဟွေကွမ်းအဖွဲ့ကပရိသတ်ကိုအောင်မြင်စွာတီဆိုဖြောဖြစ်ပေးလိုက်နိုင်ပါတော့တယ်ဆေးရုံမှာတော့ဘုံကတတိမိနေဆဲပါပဲတရက်မှာတော့တူနာပြုဆရာမကဘုံရဲ့မိဘတွေကို RH negative တွေအမျိုးအစားအရေးပေါ်လိုအပ်ကြောင်းလာပြောပါတော့တယ်ဘုံနဲ့တွေးတူတာကအဖွားပန်ပဲသူအခုဘယ်မှာလဲလို့အဖိုးချံကိုမေးတဲ့အချိန်မိပန်ရောက်လာပြီးသူမရဲ့တွေးကိုပေးမယ်သူမရဲ့တွေးကလည်းဘုံနဲ့အတူပဲဆိုပြီးဝင်ပြောပါတော့တယ်အဖိုးချံကမိပန်ကိုခေါ်ပြီးနင်မလုတ်တင်ဘူးနော်နင်တွေးလူလိုက်ရင်အသားအရည်တွေပြန်တို့သွားမယ်ခါနာမယ်နားလေးပြီးမညံတွေချွတ်ယွင်းသွားမှာနော်လို့တတိပေးပေမဲ့မိပန်ကဘာမှနားမထောင်တော့ပါဘူးမိပန်အပြင်ထွက်လာတော့သူ့သားဖုန်ကသူ့ကိုစမေးပါတော့တယ်ခမားအမျိုးသမီးတယောက်ကိုတိလားသူမကတားတယောက်စားရဖို့ပညာတတ်ဖို့အတွက်အနစ်နာခံအစာငတ်ခံတဲ့အမျိုးသမီးတယောက်လေတိရင်သူ့ကိုလူအိုယုံပို့ဖို့ကြံစီတဲ့တားမိုင်းစီပြန်မလာဖို့ပြောပေးပါလို့ပြောလိုက်ပါတယ်ပြီးတော့မိပန်ကိုအဖွားပန်မှန်တိသွားပြီးသူ့မိသားစုဘဝအတွက်ဘာမှမလုပ်ပေးတော့ပါနဲ့လက်ရှိဘဝမှာပဲပျော်အောင်နေဖို့ပြောလိုက်ပါတယ်မိပန်ကမင်းငါကိုဘယ်သွားစီချင်သေးတာလဲအခုငါတည်သွားလို့နောက်ထပ်လူဖြစ်ရင်တောင်မှနင့်နားမှာပဲနေချင်တာပါငါဖြစ်ချင်တာကနင့်ရဲ့အမေပါပဲငါသားကိုငါချစ်တယ်လို့ငါမြည်တွေကိုလည်းငါချစ်ပါတယ်ဆိုပြီးသူ့သားကိုနစ်သိမ့်ပါတော့တယ်ဇက်သိမ်းမှာတော့မိပန်ကသူ့မြေဘုံအတွက်တွေးလူလိုက်ပြီးအရင်လိုအသက်ကြီးတဲ့ဘဝနဲ့ပဲနေသွားပါတော့တယ်သူ့မြေဘုံတို့ရဲ့အဖွဲ့ကတော့အောင်မြင်တဲ့အဆိုအဖွဲ့ဖြစ်သွားပါတယ်အကိုနတ်နဲ့မိပန်ရဲ့ဇလန်ကတော့အမတ်တရအနေနဲ့ပဲပြီးဆုံးသွားပါတယ်ဇလန်အဆုံးတက်ကိုတော့အဖိုးနတ်ရဲ့ဓာတ်ပုံဆိုင်ရှာတွေ့သွားတဲ့ပုံနဲ့အဆုံးတက်သွားပါတယ်ခင်ဗျာဒီဇက်ကားကိုရီကက်လုပ်ပြီးရရှိလိုက်တာကတော့လူဖြစ်လာရင်တော့ကိုယ့်ရဲ့ဖြစ်တည်မှုတဘာဝတရားတွေကိုလက်ခံနိုင်ရမယ့်အကြောင်းမိဘတိုင်းကတာသမီအတွက်အနစ်နာခံတတ်ကြပြီးတာသမီတွေကလည်းမိဘတွေအသက်အရွယ်ရလာတဲ့အခါမှာအပြစ်မမြင်မညိုညင်ပဲစောင့်ရှောက်တွားတင်ကြောင်းတို့ပဲဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့အမြင်ကိုလည်း comment မှာရေးပေးကြပါဦးကျေးဇူးတင်ပါတယ်ခင်ဗျာ